ရွာဆောင်ကအဖွားဖြစ်သူရဲ့အမွေနှစ်အိမ်ဟောင်းကိုတက်တယောက်တည်းပြောင်းရွှေ့လာခဲ့သည်အိမ်ကခတ်ဟောင်းအုပ်ရိုးတွေကမှုတ်တက်နေပြီးခြံဝင်းထဲမှာတော့လူသူမနင်းတာကြာပြီဖြစ်တဲ့ရေတွင်းဟောင်းတစ်ခုရှိသည်ထိုရေတွင်းကိုအဝိုင်းပုံတစ်သားပြားကြီးတစ်ခုနဲ့ဖုံးအုပ်ထားသည်ကိုတက်အိမ်ကိုတန့်ရှင်းရေးလုပ်နေတဲ့အချိန်တိုင်းထိုရေတွင်းကသူ့ကိုတစုံတစ်ခုပြောနေတယ်လို့ခံစားရသည်တခါတလေလီတိုက်ရင်ရေတွင်းထဲကနေရေဆက်ကြတန်လို့လူတယောက်ရဲ့တိုးတိုးလေးမြင်းညူတန်လို့ထွက်ပေါ်လာတတ်သည်သူအနာကတ်သွားလိုက်တာနဲ့အတန်တွေကချက်ချင်းတိတ်သွားတတ်သည်ညာဘတ်တွေဆိုရင်တော့အခြေအနေကပို့ဆိုးသည်သူအိတ်ခမ်းထဲမှာလှဲနေရင်ခြံထဲကအတန်တွေကိုကြားရသည်ရီပုံးကိုရီတွင်းနဲ့ပစ်ချလိုက်တယ်လို့တလွန်းဆိုတဲ့အတန်မျိုးရီကိုခတ်ထုတ်နေတယ်လို့မျိုးအတန်တွေကသူ့အိတ်ခမ်းပဒင်းပုတ်အထိရောက်လာတတ်သည်သူအပြင်ထွက်ကြည့်တိုင်းလဲဘာမှမရှိအေးဆက်ဆက်လီထုပဲရှိသည်တညတွင်တော့သူအိတ်မပျော်နိုင်ဖြစ်ပြီးခြံထဲကိုထွက်လာခဲ့သည်ရေတွင်းအဖုံးပေါ်မှာရေဆိုးဆွတ်နေတာကိုသူတွေ့လိုက်ရသည်နေခင်းကမိုးမရွာခဲ့သူလည်းရေတွင်းနားမကတ်ခဲ့ဒါပေမဲ့အဖုံးကရေတွေရွှဲနေသည်သူကအဖုံးကိုဖွင့်ကြည့်ဖို့စိတ်ကူးလိုက်မိသည်လီလန်တဲ့အဖုံးကိုသူခက်ခဲတွန်းဖယ်လိုက်သည်ရေတွင်းထဲမှာရေမရှိပါအမှောင်ထုသာရှိသည်ဒါပေမဲ့ထူးဆန်းတာကရေတွင်းရဲ့အောက်ခြေမှာလူတစ်ယောက်အရိပ်လိုအဝတ်အစားတစလိုပိတ်စတစ်ခုရှိနေသည်သူအနီးကပ်ကြည့်ဖို့ဂိုင်းညွတ်လိုက်သည်ရုတ်တရက်ရေတွင်းအောက်ခြေကအရိပ်ကရုတ်တရက်လှုပ်ရှားသွားသည်ပြီးတော့အေးဆက်ဆက်လက်တစ်ဖက်ကသူ့ခြေချင်းဝတ်ကိုဆွဲထားလိုက်သည်သူလန့်ပြီးနောက်ကိုလဲကျသွားသည်အလင်းရောင်နဲ့ပြန်ကြည့်လိုက်တော့ရေတွင်းကဘာမှမဖြစ်သလိုငြိမ်သက်နေပြန်သည်သူအဖုံးကိုပြန်ဖုံးပြီးအိမ်ထဲပြေးဝင်ခဲ့သည်မနက်မိုးလင်းတော့သူရေတွင်းနောက်ကိုသွားမကြည့်ရတော့ဒါပေမဲ့အိမ်ရှိကမှန်နေမှာကိုရုပ်ကိုပြန်ကြည့်လိုက်တဲ့အခါသူတုံလို့သွားသည်သူရဲ့ခြေချင်းဝတ်မှာလက်ရတစ်ခုပေါ်နေသည်ပြီးတော့မှန်နေကသူ့ပုံရိပ်ကသူ့ကိုပြုံးပြနေသည်ဒါပေမဲ့သူ့ကိုယ်တိုင်ကတော့မပြုံးတာပါအဲ့ဒီနေ့ကစပြီးအိမ်ထဲမှာရေစက်ကြတဲ့နေကိုသူမကြားရတော့ပါဒါပေမဲ့ရေတွင်းနေကအတန်ကအိမ်ထဲကိုရောက်လာခဲ့သည်တခါတလေသူ့အိတ်ခမ်းနိုင်ရန်ကနေရေတွင်းနေကလိုမင်းညူတန်မျိုးကြားရတတ်သည်သူအိမ်ထဲမှာရှိနေတာလားဒါမှမဟုတ်ရေတွင်းနေမှာရှိနေတာလားသူတကယ်ပဲအပြည့်မှာရှိနေတာဟုတ်ရဲ့လားယနေ့တိုင်းအဲ့ဒီအိမ်ဟောင်းကြီးရဲ့ခြံဝင်းထဲမှာတော့ရေတွင်းဟောင်းကအဖုံးအုပ်လျက်သာရှိနေစေဖြစ်သည်ဒါပေမဲ့ရေတွင်းနာကတ်လိုက်ရင်တော့အထေးကနေကိုတက်ရဲ့အတန်နဲ့ငါ့ကိုအပြင်းထုတ်ပေးပါဦးလို့